အားလုံးပဲမင်္ဂလာပါမမအေးပါ Mom X by Dr. A ကနေပြီးတော့ကြိုဆိုလိုက်ပါတယ် Tuesday Talk အနေနဲ့ကျမကဒီဆယ်ကျော်သက်ကလေးလေးတွေမှာဆိုလို့ရှိရင်ကျမတို့ပေါ့နော် mental health နဲ့ပတ်သက်ပြီးတော့မှစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှဘယ်လိုရင်ဆိုင်နေရလဲဘယ်လိုမျိုးကျမတို့တွေကထောက်ပံ့ကူညီပေးပြီးတော့မှဒီမိဘအုပ်ထိန်းမှုနဲ့ပတ်သက်ပြီးတော့မှဘယ်လိုအကောင်းဆုံးသူတို့ကိုပြုစုပြောထောင်ပေးမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါမယ်ဆိုတော့ဆယ်ကျော်သက်လေးတွေမှာဆိုလို့ရှိရင်ဒါသူတို့ emotional အရန်ကိုစိတ်ခံစားချက်ပြင်းပြတဲ့အရွယ်ဖြစ်နေတယ်ပေါ့နော်အဲ့တော့စိတ်ခံစားချက်ပြင်းပြတဲ့နေရာမှာဆိုလို့ရှိရင်အခုနောက်ပိုင်းဆိုလို့ရှိရင်ဆယ်ကျော်သက်လေးတွေမှာအထူးသဖြင့်အမျိုးသမီးလေးတွေဆိုလို့ရှိရင်ဒါဝမ်းနည်းမှုကိုခံစားနေရတာက42%တော့အမျိုးသမီးဆိုတော့သူက2ယောက်မှာ1ယောက်လောက်ကဝမ်းနည်းမှုခံစားနေရတယ်ပေါ့နော်သူတို့တွေကသူတို့ကိုသူတို့အားနည်းနေတယ်လို့ထင်ကြတယ်ဘာကြောင့်လဲဆိုတော့ဒီ social media တွေနဲ့အရန်ကိုထိတွေ့နေတဲ့အတွက်ကြောင့်မလို့ဒါ social media မှာဆိုလို့ရှိရင်ကောင်းတာတွေတော်တာတွေအရန်ကိုအဆင်ပြေနေရတယ်ဒါမျိုးတွေပဲတင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးထိတွေ့နေတဲ့ကလေးလေးတွေကပို့ပြီးတော့ emotional ပို့ဖြစ်ပါတယ်အဲ့တော့ပုံမှန်အတိုင်းတောင်မှကျမတို့ငယ်က social media နဲ့မထိတွေ့ခဲ့တာတော့မှကျမတို့ emotional ကိုရုန်းကန်နေရတဲ့အချိန်ကြီးရှိခဲ့မှာပေါ့နော်ဆိုတော့ဒီကလေးတွေဆိုလို့ရှိရင်ပို့ပြီးတော့မှရုန်းကန်ရတဲ့အချိန်ကြီးရှိနေတယ်။ဘာကြောင့်လဲဆိုတော့24/7သတင်းတွေနဲ့တွဲပြီးတော့မှတည်နေရတယ်။နောက်တစ်ခုကကျတော့အကြောင်းပညာရေးနဲ့လေသူတို့ကအရန်ကိုPR တွေများနေတာမျိုးရှိတယ်နောက်တစ်ခုကကျတော့ social media နဲ့လည်းတောက်လျှောက်ထိတွေ့နေတယ်နောက်တစ်ခုကကျတော့အထီးကျန်ဆိုင်လို့ခံစားရတယ်လူတွေအကုန်လုံးကအရန်ကိုသူတို့ထက်သားနေကောင်းနေတယ်ဆိုပြီးတော့မှသူတို့ကသူတို့အရန်အားနေပြီးတော့မှ weakness ဖြစ်နေရလို့ခံစားရတယ်နောက်တစ်ခုကကျတော့ social media သုံးခြင်းအပြင်သူနဲ့ကိုယ်နဲ့နှိုင်းရှင်တာတွေအရန်များလာမယ်ပေါ့နော်အဲ့တော့မိဘတွေကနှိုင်းရှင်တာဆိုလို့ရှိရင်ပိုဆိုးမယ်ပေါ့နော်သူတို့ကိုသူတို့တောင်မှသူတို့နှိုင်းရှင်နေတဲ့အချိန်မှာမိဘတွေကထပ်ပြီးတော့မှနှိုင်းရှင်ပြောကြတာမျိုးရှိတယ်ဆိုလို့ရှိရင်ဒါသူတို့အတွက်ကိုခက်ခဲတဲ့အချိန်မျိုးပို့ပြီးတော့မှဖြစ်စေပါလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီကလေးလေးတွေမှာဆိုလို့ရှိရင်ဒါအုံနောက်ဖွံ့ဖြိုးမှုမှာဆိုလို့ရှိရင် emotional အရာဖွံ့ဖြိုးမှုကပို့ပြီးတော့မှမြန်ဆန်နေတယ်ပေါ့ဒီအချိန်မှာဆိုလို့ရှိရင်ဒါကြောင့်မို့လို့သူတို့တွေကအရန်ဝမ်းနေလို့လည်းအရန်ပျော်ရွှင်တာလည်းအရန်မြန်နေနောက်တစ်ခုကကြတော့တစ်ခုခုဆိုလို့ရှိရင်ဝမ်းနေတာကဘာလဲဆိုတော့ဝမ်းနေမှု level ကိုတစ်ကနေပြီးတော့10ရေတွက်မယ်ဆိုလို့ရှိရင်ဒါ2 3လောက်ပဲဝမ်းနေရမယ်ဆိုလို့ရှိရင်တို့ကအရန်ဝမ်းနေသွားတာမျိုးတွေပေါ့နော် sensitivity အရန်များနေတယ်တစ်ခုခုဆိုလို့ရှိရင် decision အရန်မြန်နဲ့ဆုံးဖြတ်တာမျိုးတွေအရန်မြန်နေပေါ့နော်နောက်တစ်ခုကကြတော့စိတ်ခံစားချက်အရာဆိုလို့ရှိရင်အရန်ကိုလွှမ်းမိုးခံရတာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဒါကြောင့်မလို့သူတို့ရဲ့ brain development မှာဆိုလို့ရှိရင်တော့ဒါကသူတို့ရဲ့ development သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအချိန်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါ emotional ဖွံ့ဖြိုးတိုးတက်မှုအချိန်ဖြစ်နေတယ်နောက်တစ်ခုကကြတော့ဒီ thinking mechanism ဖြစ်တဲ့ prefrontal cortex ကကြတော့သူကဖြည်းဖြည်းချင်းစီဖွံ့ဖြိုးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ emotional ကပို့ပြီးတော့မှသူတို့အတွက်ကိုပိုများနေတာမျိုးတွေဖြစ်နေတာဖြစ်ပါတယ်လို့ပြောထားပါတယ်နောက်တစ်ခုကကြတော့ emotional လိုအပ်ချက်တွေပေါ့နော် emotional လိုအပ်ချက်ဆိုလို့ရှိရင်နှစ်ချက်ရှိတယ်သူတို့က emotional အရာဆိုလို့ရှိရင်သူတို့ကထုတ်ဖော်ပြတာတယ်ဆိုတော့ emotional expression ကလည်းသူတို့အတွက်တကယ်ကိုလိုအပ်တယ်ပေါ့နော်သူတို့စကားပြောတာပြီးသွားလို့ရှိရင်ငိုကြွေးတာနောက်တစ်ခုကရီမောတာနောက်တစ်ခုကတချင်းနေဆိုတာပြီးလို့ရှိရင်သူတို့လှုပ်ရှားသွားလာမှုတွေကိုယ်လက်လှုပ်ရှားမှုတွေဒါမျိုးတွေသူတို့အတွက်အရန်လိုအပ်တယ်ပေါ့ဒါ emotional express လုပ်တဲ့အခန်းကဏ္ဍဖြစ်ပြီးတော့ emotional regulation လည်းအရန်လိုအပ်ပါတယ်ပြဿနာတစ်ခုခုနဲ့ရင်ဆိုင်တဲ့အခါမှာဆိုလို့ရှိရင်သူတို့ငြိမ်ငြိမ်စင်စင်လေးနဲ့ပြဿနာကိုတေချာစဉ်းစားပြီးတော့မှဒီဇိုင်းမမှန်နဲ့တေချာချာကိုစဉ်းစားပြီးတော့မှပြဿနာကိုဖြေရှင်းတာမျိုးပေါ့နော်အဲ့တော့ငြိမ်ပြီးတော့မှဖြေရှင်းတဲ့ပုံစံမျိုး emotional regulation ကိုလည်းသူတို့ကအမှန်တကယ်လိုအပ်နေတာပဲဖြစ်ပါတယ်အဲ့တော့ကျမ်းမာတဲ့ဆယ်ကျော်သက်လေးတွေဆိုလို့ရှိရင်ဒါဒီလိုမျိုး emotional expression ရော emotional regulation ရောနှစ်ခုစလုံးမျှမျှတတနဲ့သူတို့တွေလုပ်ကိုင်နိုင်ကြပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒါမိဘတွေကနေပြီးတော့မှသူတို့ဝင်ရောက်ဆွတ်ဖက်တဲ့ကိစ္စတွေလည်းတက်နိုင်သမျှကိုလျှော့ချပေးရမယ်ကိုယ့်ရဲ့ဆယ်ကျော်သက်လေးကိုကအတိအမှတ်ပြုရမယ်ပေါ့17 12လောက်ကစပြီးတော့18နှစ်လောက်အထိကဒါဆယ်ကျော်သက်ဝင်းကျင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါသူတို့ပြဿနာတစ်ခုခုနဲ့ကြုံတဲ့အခါမှာမိဘကနေပြီးတော့မှဒါအဖြစ်တင်ပြောဆိုလိုက်တာမျိုးမလုပ်ရဘူးနောက်တစ်ခုကကြတော့သူတို့ပြောချင်တဲ့ feelings လေးတွေကိုကိုယ်ဓာတ်ရိုက်ဖွင့်ထုတ်ပြီးတော့မှပြောပြပေးလို့ရအောင်ကိုကအမြဲတမ်း support ပေးနေတဲ့ပုံစံမျိုးဖြစ်ရမယ်နောက်တစ်ခုကကြတော့သူတို့မှာဖြစ်နေတဲ့ပြဿနာတွေကိုကိုကကြောင်းဝင်ပြီးတော့မှစိတ်မပူနဲ့ဆိုပြီးတော့မှဖြေရှင်းပေးတာမျိုးတွေမလုပ်ရဘူးပေါ့နော်ဆိုတော့သူတို့ကဘယ်လိုမျိုးအဖြစ်ပြက်လေးတွေလဲဆိုတော့ဒါစာမေးပွဲတစ်ခုခုပေါ့နော်စာမေးပွဲတစ်ခုခုကြာသွားတာမျိုးပြီးတကယ်ချင်းချင်းရန်ဖြစ်တာမျိုးယူသားနဲ့ပြတ်သွားတာမျိုးအရှက်ရတဲ့ကိစ္စတွေဖြစ်တာမျိုးနောက်တစ်ခုကကြာစာမေးပွဲမတိုင်ခင်အရန်ကိုစိတ်လှုပ်ရှားပြီးတော့မှအရန်ကိုကြောက်ရွံ့နေပြီးတော့မှဒီအတွေ့အကြုံတွေပေါ့နော်နောက်တစ်ခုကကြာတော့စိတ်ပြက်အားငယ်တာမျိုးပြီးအမားလုံးနေတာမျိုးဒါမျိုးလေးတွေကဒါသူတို့ကိုထိတွေ့ပေးရမယ်
ထိတွေ့ပေးရမယ်ပေးဖို့ပေးရမယ်ပေါ့နော်အဲ့တော့ပေးဖို့ပေးရမယ်အဖြစ်ပြက်လေးတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာလေးတွေကိုသူကဒီအတွေ့အကြုံလေးကိုကြုံပြီးသွားမှသူတို့ကနောက်ထပ်ဒီကဘာကြီးကိုဆက်ပြီးသွားမှသူတို့တယောက်တည်း independent ဖြတ်တန်းတဲ့အခါမှာဆိုလို့ရှိရင်ဒီအတွေ့အကြုံလေးတွေကနေပြီးသွားမှသူတို့ဘယ်လိုမျိုးဆုံးဖြတ်လိုက်တယ်လဲဘယ်လိုမျိုးပြုမှုလိုက်တယ်လဲဘယ်လိုမျိုးစိတ်ခံစားချက်ဖြစ်တယ်လဲဆိုတဲ့ဟာကိုသူတို့ကသင်ယူသွားမှဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့အချိန်မှာဆိုလို့ရှိရင်သူတို့တွေကဒီ stress တန်ကိုခံနိုင်တဲ့ coping mechanism တွေပြီးရင်ခံနိုင်ရရှိမှု resilience တွေနောက်တစ်ခုကကြတော့ဒီစိတ်ခံစားချက်ရဲ့စွမ်းအားတွေပေါ့နော်စိတ်ခံစားချက်ပြည့်ဝတယ်နောက်တစ်ခုကဉာဏ်ပညာကြီးမားတဲ့ဒီအရွယ်ရောက်တဲ့လူတစ်ယောက်အဖြစ်တို့ဖြစ်လာဖို့အတွက်ကိုဒီအဖြစ်ပြက်လေးတွေသူတို့ကြုံဖို့အတွက်ကိုဒါလိုအပ်တယ်ပေါ့နော်ဆိုတော့ဒါမိဘတွေကနေပြီးတော့မှသူတို့ကိုအခန်းကဏ္ဍကိုဂျားဝင်ဆွတ်ဖတ်တာမျိုးအရန်ကို over protect လုပ်တာပေါ့နော်အရန်ကာကွယ်ပေးတာအရန်ကိုဘေးနားနေပြီးတော့မှပြဿနာတွေဖြေရှင်းပေးနေတာနောက်တစ်ခုကသူတို့ရဲ့ခံစားနေရတဲ့ဟာ don't worry မခံစားနဲ့အနည်းဆုံးခံစားရအောင်လုပ်ပေးတာကိုကဂျားတွေကနေပြီးတော့မှပေါ့နော်နောက်တစ်ခုကကြတော့ဒီလောက်ထိခံစားကြရမလို့ဘူးဘာညာနဲ့ဆိုပြီးတော့မှကိုကကြားဝင်ပြီးတော့ဒါကမဖြစ်သင့်ဘူးဆိုတဲ့ပုံစံမျိုးလုပ်လိုက်တာဆိုလို့ရှိရင်ဒါကလေးလေးကတော့အကြီးခံစားနေရမယ်ဒါပေမဲ့မိဘကကြတော့ဒီလိုမျိုးပြောလိုက်တဲ့အတွက်ကြောင့်မို့ငါတခုခုမှားနေလို့လေလားငါကအားနေနေတဲ့လူတယောက်မို့လို့ဒီလိုမျိုးခံစားနေရလားဆိုပြီးတော့မှဖြစ်သွားစီတယ်ဂျားဝင်ဆွတ်ဖတ်တာမျိုးလုံးဝမလုပ်ဖို့အတွက်အကြံပေးချင်ပါတယ်ပေါ့နော်ဆိုတော့ကိုကတက်နိုင်တယ်များအခုဒီကလေးလေးရဲ့ဘေးနားနေပြီးတော့မှအမြဲတမ်းထောက်ပံ့ကူညီပေးနေတဲ့လူတယောက်အနေနဲ့ဘေးနားမှာဘာပြဿနာပဲကြုံတွေ့ဘေးနားမှာကိုကအမြဲတမ်းရှိနေပေးတယ်ဆိုတော့ကလေးလေးကို safety ပေါ့နော် psychologically safety ဖြစ်တဲ့ခံစားချက်မျိုးကိုအမြဲတမ်းပေးနိုင်ဖို့အတွက်လိုအပ်တယ်လို့ပြောထားပါတယ်နောက်တစ်ခုကကြတော့ဒီလိုမျိုးဘေးနားနေပြီးတော့မှသူတို့က empathy ထားရမယ်ပေါ့နော်တခုခုကြုံတွေ့လာရဲဆိုလို့ရှိရင်သူတို့ပြောပြချင်တယ်ဆိုလို့ရှိရင်ကိုကရှင်ဖွင့်စရာလူတယောက်အနေနဲ့ရက်တည်ပေးမယ်ပြီးသွားလို့ရှိရင်ငါမင်းရဲ့ဘေးနားမှာအမြဲတမ်းငါထောက်ပံ့ပေးနေရမျိုးဖြစ်တယ်ပြီးသွားလို့ရှိရင်မင်းတော်တော်ခက်ခဲနေတဲ့အတွေ့အကြုံကြီးကြော်ဖြတ်နေရတာပဲဆိုပြီးတော့သူတို့ကိုစာနာနားလေတဲ့ပုံစံမျိုးလေးနဲ့ပြောပေးမယ်တခုခုဆိုလို့ရှိရင်ရင်ဆိုင်ကြော်ဖြတ်တဲ့နေရာမှာဆိုလို့ရှိရင်ငါဘေးနားမှာအမြဲရှိနေမယ်အဲ့တော့အကောင်းဆုံးရင်ဆိုင်ကြော်ဖြတ်ပါဆိုပြီးတော့ဘေးနားနေပြီးတော့မှခွန်အားပေးမယ်အားပေးစကားတွေပြောမယ်ဒါမျိုးတွေလုပ်လို့ရတယ်ပေါ့နော်နောက်ထပ်တစ်ခုကကြတော့ဒီ social media တွေလည်းတက်နိုင်တဲ့လောက်သူတို့တွေနဲ့ကင်းဝေးအောင်လုပ်ပေးရမယ်လို့ပြောထားပါတယ်ဆိုတော့တက်နိုင်သမျှသူတို့ကိုဒီပညာပေးတဲ့ပေါ့နော်ဗီဒီယိုလေးတွေပဲတက်နိုင်တဲ့လောက်ပြပေးပါလို့ပြောထားပါတယ် social media တက်နိုင်တဲ့လောက်သူတို့ရဲ့အသက်ကြီးပြင်းတဲ့အထီကိုတောက်လျှောက်ကိုအနောက်ကိုရွှေ့နိုင်တဲ့ရွှေ့ပေးပါဆိုပြီးတော့မှဒါဒီကလေးအထုပ်ကိုရအစပေါ့နော်သူတို့ပြောပြပေးထားတာဖြစ်တယ်ဆိုတော့social media ကြည့်ခြင်းအပြင်တယောက်နဲ့တယောက်နှိုင်းရှင်တာတွေပုံများမယ်ပြီးသွားလို့ရှိရင်တယောက်နဲ့တယောက်ဘာလဲဆိုတော့ဝေဖန်တာအကြံပြုတာတွေအဲ့လိုမျိုးတွေအရန်များမယ်ပေါ့နော်အဲ့တော့ပြီးလို့ရှိရင်တခြားလူတွေအကုန်လုံးကငါထပ်ပိုကောင်းနေတယ်ဆိုပြီးတော့အသိစိတ်တွေဝင်ကြခြင်းအပြင်သူတို့စီမှာဆိုလို့ရှိရင်အထီးကျန်ဆန်တဲ့ဝမ်းနေလို့ဆိုတဲ့အဖြစ်ပြက်တွေဖြစ်လာမှာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ social media ကိုတနိုင်သမျှမသုံးအောင်လို့ပေါ့နော်ကိုကစီကံလေးတွေတတ်မှတ်ပဲအဲ့တော့မိသားစုမှာလည်းစီကံလေးတွေတတ်မှတ်မယ်ဒီချိန်အဲ့တော့သူတို့အိတ်ဆက်ချိန်ကလည်းမှန်ကန်ပါစေပေါ့နော်အဲ့တော့အိတ်ဆက်ချိန်မှန်ကန်ဖို့အတွက်ကိုလည်းအရန်အရေးကြီးပါတယ်အဲ့တော့ဒီစေကြောတက်လေးရဲ့ဒီကျမ်းမာရေးပေါ့စေကြောတက်လေးရဲ့စိတ်ကျမ်းမာရေးကိုကောင်းမွန်စေဖို့ဆိုလို့ရှိရင်အရေးကြီးတဲ့၄ချက်ရှိပါတယ်လို့ပြောထားပါတယ်အဲ့တော့ပထမတစ်ချက်ကကြတော့အဲ့ရေဝဝအိတ်ဖို့အတွက်လိုအပ်ပါတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်သူတို့ရင်ဆိုင်ကြုံတွေ့နေတဲ့စိတ်ခံစားချက်တွေကိုအကောင်းဆုံးရင်ဆိုင်ကြော်ဖြတ်နိုင်ပါလိမ့်မယ်လို့သူကပြောထားတယ်ပေါ့နော်နောက်တစ်ခုကကြတော့depression တို့ anxiety တို့အရန်ပေါ့စိုးရင်ပူပန်မှုတွေအရန်များနေတာစိတ်တက်ကြတာတွေဒါမျိုးတွေကိုလည်းကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်လို့ပြောထားပါတယ်နောက်တစ်ခုကကြတော့အိတ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းကတင်ရဲ့အဝေးဆုံးမှာအခန်းရဲ့အပြင်မှာဖုန်းကိုတက်နိုင်သမျှဖုန်းကိုရှောင်ထားပြီးတော့မှထားပေးပါတကယ်လို့ကိုယ့်ရဲ့မိဘတွေကအစပေါ့နော်ဖုန်းသုံးတဲ့ပုံစံမျိုးဖြစ်နေရဆိုလို့ရှိရင် family rule ထားပြီးတော့မှကလေးအတွက်ကိုစဉ်းစားပြီးတော့လုပ်ပေးကြပါလို့ပြောပေးထားပါတယ်နောက်တစ်ခုကကြတော့ exercise လုပ်ပေးတာပေါ့နော်အဲ့တော့ကိုယ်လက်လှုပ်ရှားမှုတွေလည်းတက်နိုင်သမျှအဲ့တော့လမ်းလျှောက်တာပဲဖြစ်ဖြစ်ကိုယ်လက်လှုပ်ရှားမှုဆိုတာကပြင်းထန်လှုပ်ရှားမှုကျင်းသွားတော့မှဒီလိုမျိုးမဟုတ်ပါဘူးလမ်းလျှောက်တာလေးလုပ်ပေးတာနောက်တစ်ခုကကြတော့အိမ်ထဲမှာပဲလှုပ်ရှားမှုလေးတွေလုပ်ပေးတာဒါမျိုးလေးကိုပြောတာဖြစ်ပါတယ်တစ်ရက်ကိုမိနစ်20မိနစ်30လောက်လုပ်ပေးခြင်းဟာသူတို့အတွက်ကိုဒီလှုပ်ရှားမှုတွေတိုင်းကကိုသူတို့ရဲ့စိတ်တက်ကြခြင်းကိုသူကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ပြောထားပါတယ်နောက်ထပ်တစ်ခုကကြတော့သူကရေဓာတ်ပြည့်ဝစားတောက်ရမယ်ပေါ့နော်အဲ့တော့ရေဓာတ်ပြည့်ဝတောက်သုံးရမယ်ပြီးသွားလို့ရှိရင်အစားအသောက်ကိုလည်းပြည့်ဝစားနိုင်ရမယ်ပေါ့နော်အဲ့တော့ပုံမှန်အစားအစာတွေမှာဆိုလို့ရှိရင်ရေဓာတ်ပြည့်ဝရမယ်အသီးအနှံလေးတွေများများစားရမယ်အရွက်တွေများများစားရမယ်ဒါဆိုလို့ရှိရင်သူတို့ရဲ့စိတ်နေစိတ်ထားအရန်ကိုသူတို့စိတ်ခံစားချက်တွေကိုအကောင်းဆုံးကင်တွယ်နိုင်မှာပဲဖြစ်ပါတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ခလေးလေးတွေမှာ
ခလေးလေးတွေကိုတဲ့သူကအိမ်မှာဆိုလို့ရှိရင်တဲ့အနည်းဆုံးပေါ့နော်ကုညီတဲ့အလေးအထလေးတစ်ခုအများတန်းလုပ်ပေးပါလို့လည်းအကြံပြုထားပါတယ်ဆိုတော့ကုညီတတ်တဲ့ခလေးလေးတွေကသူတို့ကိုဗာလဲ self esteem ပေါ့သူတို့ကိုယုံကြည်ရငါကိုယ့်ရဲ့မိဘတွေကိုကုညီပေးနိုင်စွမ်းရှိရဲဆိုတဲ့နေရာကနေစပြီးတော့မှသူတို့ရဲ့စိတ်ကျန်းမာရေးအတွက်ကိုအကောင်းဆုံးထောက်ပံ့ပေးတဲ့level အထိကိုရောက်မှာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီဆဲကြောသက်လေးတွေကကိုကနေပြီးသွားတော့မှဆဲကြောသက်လေးတွေမှာသူတို့ကိုစီကံလောက်ရမယ်ဆိုတဲ့အချက်တစ်ချက်ကမဖြစ်မနေပါရပါမယ်နောက်ထပ်တစ်ချက်ကကြတော့သူတို့ကိုနှွေးထွေးမှုပေးပါပေါ့နော်နှွေးထွေးမှုပေးတယ်ဆိုတဲ့နေရာမှာဆိုလို့ရှိရင်ကိုကတည်တည်ချာချာလေးနားထောင်ပေးပါတည်တည်ချာချာလေးသူတို့ကိုအာရုံစိုက်ပေးပါပြီးသွားလို့ရှိရင်သူတို့ကိုညင်နာနာလေးလုပ်ပေးပါပေါ့နော်သူတို့ကိုချင်းစားတဲ့ပုံစံမျိုးလေးနဲ့လုပ်ပေးပါဒါဆိုလို့ရှိရင်သူတို့နဲ့ကိုယ်နဲ့ connection ပိုမိပြီးသွားတော့မှသူတို့ကယုံကြည်မှုတွေပိုရှိလာပြီးသွားတော့မှသူတို့ရဲ့ပြဿနာကိုသူတို့ဘာသာသူတို့ရင်ဆိုင်ကြော်ဖြတ်နိုင်မှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့စီးမင်းစည်းကမ်းနေဆိုလို့ရှိရင်လည်းတည်တည်ချာချာလုပ်ပါအဲ့တော့ကလေးတွေက impulsive decision ပေါ့နော်အရန်ကိုမြန်ဆုံးဖြတ်တာများတဲ့အတွက်သူတို့စိတ်တော်လာလို့ရှိရင်တကူကိုကင်ပေါက်တာပြစ်ပေါက်တာပစ္စည်းတွေကိုပြစ်ပေါက်တာဆဲရေးတိုင်းထွာတာဒါမျိုးတွေလုပ်တတ်တယ်ပေါ့နော်အိမ်မှာစည်းကမ်းသတ်မှတ်ထားပါဒီလိုမျိုးအပြုတ်အမူတွေလုံးဝမလုပ်ရအောင်စည်းကမ်းသတ်မှတ်ချက်တွေလုပ်ထားပါကိုစိတ်ဆိုးတယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့အခန်းထဲမှာပဲပြစ်တာဒါမှမဟုတ်လို့ရှိရင်ဒီပေါ့နော်ခေါင်းအုံးကိုရိုက်ပစ်တာဒါမျိုးတွေပေါ့နော်လုပ်လို့ရတယ်ဒါပေမဲ့ပစ္စည်းတွေပျက်စီးသွားတာလုပ်လို့မရဘူးပြီးသွားလို့ရှိရင်အတန်အကျယ်ကြီးနဲ့ပြောတာလုပ်လို့မရဘူးပြီးသွားလို့ရှိရင်မိသားစုတွေနှောက်ယှက်တာမျိုးတွေလုပ်လို့မရဘူးပေါ့နော်ဆဲရေးတိုင်းထွာတာတွေမလုပ်ရအောင်ဒါမျိုးတွေစီးမင်းစိတ်ကန်းတွေတော့တောက်လျှောက်ရှိပါစေလို့တော့ပြောထားပါတယ်ပေါ့နော်ဆိုတော့စေကျော်သက်လေးရဲ့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှတက်နိုင်များဆွေးနွေးတင်ပြပေးသွားပါတယ်မမေတို့အတွက်ကိုဒီအတိအမြင်ပေါ့နော်တစုံတရာရရှိသွားမယ်အကူအညီတစုံတရာရှိသွားမယ်လို့လည်းမျှော်လင့်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းကျမရဲ့ page လေးကို follow လုပ်ပြီးမေးပါနဲ့ဦးเนาะအဲ့တော့ follow လုပ်သွားတဲ့တယောက်ချင်းစီမိမိတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးနဲ့တက်တာပါနောက်နေ့မှပြန်လည်ဆုံတွေ့ကြမယ်เนาะတက်တာပါ